ဒီတော့ကမေးထားတယ် could have should have would have နဲ့ပတ်သက်လို့ရောနေလို့ okay ဟုတ်တယ်အဲ့ဒါလေးနဲ့ပတ်သက်လို့ပြပေးမယ်နော်ခုမေးတာမှာ possibility နှစ်မျိုးရှိတယ်အဲ့လို motive verb တွေဖြစ်တဲ့ could would should ဒါတွေရဲ့နောက်မှာ verb 1လိုက်တာရှိတယ်လို့အဲ့လို could would should ပြီး have ပြီးလို့ရှင် verb 3လိုက်တာလည်းရှိအဲ့နှစ်မျိုးလုံးဒီနေ့ရှင်းပြပေးပါမယ်motive verb ထဲမှာ present နဲ့ past နဲ့ဆိုနှစ်မျိုးရှိတယ်ပေါ့နော်သူတို့နောက်ကကျမတို့ပုံသေးပါလိုက်လဲရှိလို့ရှင် verb 1လိုက်တယ်သူ့ base form လို့လည်းခေါ်ရပေါ့နော်ဒီနမူနာလေးမှာတော့ကျမ have နဲ့မေးထားဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ကလိုက်တယ်လို့သတ်မှတ်မယ်ပေါ့နော်မြန်မာလိုကျမမှတ်ယူနေရပါလဲဆိုရင် could can နဲ့တူတူပဲနိုင်ဒီလုံနိုင်တဲ့စွမ်းရည် ability possibility ဒါမျိုးတွေကိုပြတယ်နောက်တစ်ခုကကျ would ကလိမ့်မည်လို့ပြောတာမျိုးဆို future ရင်းနဲ့ပို့ပြီးတော့ကျွန်တော်တို့သုံးတာများတယ်သူ့ကိုကျွန်တော်တို့ conditional clause တွေဖြစ်တဲ့ if တွေနဲ့ဆက်တာမှာသုံးတယ်နောက်တစ်ခုက should ဒါအမြဲတမ်းတစ်ခုခုသင့်တယ်လို့ပြောတာတစ်ခုခုအကြံပေးတဲ့နေရာမျိုးတွေမှာသုံးတာများတယ်ဒီဥဆုံးဒီ base form verb 1လေးပဲလိုက်တာလေးကိုပြပြပေးပါမယ်ဒါတနည်းအားဖြင့်ဒီ have ကအဓိပ္ပာယ်ဘာနဲ့တူလဲဆို take နော်ယူတာနောက်တစ်ခုက own ပိုင်ဆိုင်တာအဲ့အမျိုးတွေနဲ့ပတ်သက်တာပြောတယ်ဒီမှာနမူနာလာစာကြောင်းလေးရဆိုလို့ရှိရင် you could have the slice of cake if no one wants it ဘယ်သူမှမလိုချင်ဘူးဆိုလို့ရှိရင်နေရနိုင်တယ်လေ you could take it လို့ပြောရတဲ့အတူတူပဲ she would have more friends if she were nicer if ကနောက်ကဆိုရင် verb 2နဲ့လိုက်တယ်ပေါ့နော်သူဒါသဘောကောင်းမယ်ဆိုလို့ရှိရင်တကယ်ချင်းနေအများကြီးရှိမှာ would have ကဒီနေရာမှာရှိလိမ့်မယ်အဲ့လိုမျိုးဘာသာပြန်လို့ရတယ်ပေါ့နော်ရှိမှာရှိတကယ်ရှစ်ကိုကြတော့အကြံပေးနေရာမျိုးတွေမှာသုံးတယ်ပေါ့နော် you should have some confidenceဟုတ်ပြီအဲ့ဒါပြီးသွားပြီတပိုင်းဒီပြပြပေးမဲ့ဖောင်လေးကကြတော့ဟာဟိုကငါလုတ်ခဲလိုက်ရကောင်းသားငါလုတ်ခဲတင်နာအဲ့လိုမျိုးပြောပြီးအခုဘာမှဖြစ်မနေဘူးအဲကြောင့်မလို့သူ့အခွင့်အရေးတွေဆုံးရှုံးခဲ့တဲ့ motive verb တွေသုံးတဲ့ပုံစံဆိုပြီး lost opportunities of motives လို့ပြောသုံးတယ်ပေါ့နော်အဲ့တော့ 90 ဆိုတဲ့အတိတ်ပဲတိုင်းဒီ could have verb 3ဟာ possibility ဒီအတိတ်တုန်းကလုံနိုင်တဲ့စွမ်းရည်တွေရှိခဲ့တဲ့သားနဲ့အခွင့်အရေးတွေရှိခဲ့တဲ့သားနဲ့မဖြစ်ခဲ့တာမျိုးပြောတာ I could have gone to the party but I was too tired ပါတီကိုသွားနိုင်ခဲ့တဲ့အနေထားရှိခဲ့တာနဲ့ပြမန်းလို့မသွားခဲ့ဘူး with her verb 3ရကြတော့ if clause လေးနဲ့အမြဲလာလို့ရှိရဲ့သူ့ကိုထုံးစံအတိုင်းပဲ imaginary results တာဘာမှမဖြစ်သွားတဲ့ဥစ္စာကိုပြန်ပြီးစဉ်းစားတာမျိုးပြောတာ if I had known about the meeting I would have joined meeting ကိုသိခဲ့မယ်ဆိုလို့ရှိရင်ငါ join ခဲ့မှာပေါ့ join ခဲ့ဘူးဒီလို if conditional clause မပါတဲ့ဥစ္စာမျိုးနောက်တစ်ခုသုံးတာလည်းရှိတယ်ပေါ့နော်I would have called you but my phone died ခေါ်တော့ခေါ်မလို့ပဲဖုန်းခေါ်မလို့ဒါပေမဲ့ battery ကုန်သွားတယ် should have verb 3ရကြတော့ဟာငါလုတ်ခက်လိုက်ရမှာဆိုရင်နောင်တရတဲ့နေရာမျိုးမှာအမြဲတမ်းသုံးတယ် Oh man I should have studied more for the testအတွက်ငါ study ကောင်းကောင်းလုပ်ခဲ့မှာမလုပ်ခဲ့လို့ခုကြတော့ဒုက္ခရောက်ပြီ question လေးရှိတယ်ဆိုလို့ရှိရင်လည်း comment မှာရေးပေးနိုင်ပါတယ်